လေရင်တစင်းကောင်းကင်မှာပြန်တန်းနေချိန်လင်းယုံလင်းမယားနှစ်ကောင်ဟာသူတို့ရဲ့ပထမဆုံးသားလေးမွေးဖွားလာတာကိုဝမ်းသာပီတိနဲ့ကြည့်ရှုနေကြပါတယ်။ဒါပေမဲ့အဲ့ဒီပျော်ရွှင်စရာအချိန်ဟာခဏအတွင်းမှာပဲပြင်းထန်တဲ့လေထုလှုပ်ခတ်မှုနဲ့လေရင်အင်ဂျင်ပောက်ကွဲမှုကြောင့်အဆုံးသတ်သွားပါတယ်။သတင်းထွက်လာချိန်မှာတော့တေဆုံးသွားတဲ့လင်းယုံဟာဒမင်စီတီရဲ့မြို့တော်ဝန်ဆော့ဂဝင်ဖြစ်တယ်ဆိုတာသိလိုက်ရပြီးမြို့သူမြို့သားအလုံးအလွန်ဝမ်းနည်းသွားကြပါတယ်။သတင်းစာရှင်းလင်းပွဲမှာဆော့ဂဝင်ရဲ့ညီဖြစ်တဲ့ Flood Cloud ကလေရင်မတော်တဆမှုရဲ့တရားခံဟာကရော့ဆိုတဲ့ဝန်ထမ်းဖြစ်တယ်လို့ကြေညာပါတယ်။မြို့မှာခေါင်းဆောင်မရှိမဖြစ်မနေဖြစ်လာတာကြောင့်သူကိုယ်တိုင်မြို့တော်ဝန်တာဝန်ကိုဆက်ခံပြီးအကိုရဲ့အမွေနှစ်ကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့ကတိပေးလိုက်ပါတယ်။တစ်ဖက်မှာတော့မြို့နဲ့အလှမ်းဝေးတဲ့ရွာလေးတစ်ရွာမှာဘက်ဒီလို့ခေါ်တဲ့ကြက်မအိုတစ်ကောင်ဟာအစာရှာရင်းတောထဲမှာလမ်းပြောက်နေတဲ့လင်းယုံကလေးတစ်ကောင်ကိုတွေ့ရှိပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်။အိမ်ရောက်တော့လင်းယုံကလေးဟာပြန်တန်းဖို့တယောက်တည်းကြိုးစားနေတာကိုတွေ့ရပြီးဘက်ဒီကနူးနူးညံ့ညံ့နှစ်သိမ့်ပေးပါတယ်။အဲ့ဒီအချိန်မှာရှိန်ဆိုတဲ့ခီးသွွားငှက်တစ်ကောင်ရောက်လာပြီးအလုပ်တစ်ခုရဖို့တောင်းဆိုပါတယ်။ဘက်ဒီမှာလာစာပေးနိုင်တဲ့အခြေအနေမရှိပေမဲ့ရှိန်ကအစားအသောက်နဲ့နေစရာပဲရရင်လုံလောက်တယ်လို့ပြောပါတယ်။ဒါအပြင်လေယာကပျက်စီးနေတဲ့အဆောက်အဦတွေကိုလည်းပြုပြင်ပေးနိုင်တယ်လို့ဆိုတာကြောင့်ဘက်ဒီကလက်ခံလိုက်ပါတယ်။အပြန်အလှန်အနေနဲ့ဘက်ဒီကရှိန်ရဲ့ဒဏ်ရာတွေကိုအခမဲ့ကုသပေးပြီးသူ့ရဲ့အတောင်ကိုပြန်လှုပ်ရှားနိုင်အောင်ကူညီပေးခဲ့ပါတယ်။လအနှဲငယ်ကြာပြီးနောက်လင်းယုံကလေးဟာကြီးပြင်းလာကဂုတ်ပိတ်လို့အမည်ပေးခံရပါတယ်။ဂုတ်ပိတ်ကအမြဲလိုပြန်တန်းဖို့ကြိုးစားပေမဲ့အချိန်တိုင်းကျရှုံးနေပါတယ်။တခါမှာတော့တစ်သားတုံးပေါ်ပြုတ်ကျပြီးနှုတ်သီးတောင်ပိတ်မိသွားခဲ့ပါတယ်